လှဲကူးမျိုးနဲ့အနီးဆုံးမှာဖြစ်တဲ့လှဲကူးတာဆုံးကနေဒီခြံလေးကိုလာမယ်ဆိုရင်2မိနစ်ဝန်းကျင်သာကြာမြင့်မဲ့လှဲကူးဖောင်ကြီးလမ်းမမေးတင်ခြံလေးတစ်ခြံနဲ့မိတ်ဆက်ပြေးမှာဖြစ်ပါတယ်ခင်ဗျာမင်္ဂလာပါလှဲကူးအင်ချံပြေကိုညီညီမကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်အခုချမိတ်ဆွေတို့ကိုပြပေးမဲ့ခြံရဲ့မျက်နှာစာကတော့ပေ100ကျယ်ဝန်းပြီးတော့အနောက်လက်ရအရှည်ကတော့ပေ200ကျယ်ဝန်းတဲ့ခြံလေးပဲဖြစ်ပါတယ်ခင်ဗျာခြံစီကိုပတ်လဲလဲအပြည့်ခတ်ထားပါတယ်ခင်ဗျာမြေလဲဖို့ပြီးသားပါခင်ဗျာမီတာပါမယ်ရေပါမယ်ရေမီးအစုံပါပြီးသားလေးပဲဖြစ်ပါတယ်ခင်ဗျာခြံဝန်းထဲမှာဆိုရင်လည်းစိုက်ပျိုးသီးနှံပင်လေးတွေလည်းပါမှာဖြစ်ပါတယ်ခင်ဗျာလှဲကူးမျိုးရဲ့အနီးဆုံးမှာလည်းရှိတယ်လူနေစီကားတဲ့နေရာလေးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီခြံလေးကိုရောင်းချပေးမဲ့ဈေးနှုန်းလေးကတော့33000ကျပ်တီတီအိုမှာတိတိစစညှိနှိုင်းလေးလုပ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပါရှင်တိုင်းရိုက်ဈေးညှိနှိုင်းရမှာဖြစ်ပါတယ်ခင်ဗျာအသေးစိတ်ကိုဆက်သွယ်လိုပါကကျွန်တော်ရဲ့ဖုန်း399691396621ကိုအသေးစိတ်ဆက်သွယ်ဆောင်စမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာမိတ်ဆွေများအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်